အားလုံးမင်္ဂလာပါတပည့်တော်ရဲ့ပြည်တော်ကတော့ရှင်မေမလာဖြစ်ပါတယ်ဒီနေ့တပည့်တော်ပုံပြင်တပုတ်လာပြမယ်ပုံပြင်ခေါင်းစဉ်ကတော့ကုသိုလ်ကျိုးခံရကုသိုလ်ကျိုးခံစားတဲ့သူလို့ခေါ်ပါတယ်မဆောဘဲဆင်တဲ့တော်ကတိဘုရားဘာသာခေါင်းဆောင်တို့ရှိတယ်ဘုရားဘာသာခေါင်းဆောင်နာမည်ကတော့မသမီကလို့ခေါ်ပါတယ်မသမီကသူ့အဖိုက်ရှိတယ်သူအဖိုက်ကအလုံးကုသိုလ်အများလို့တယ်သူစံဃတော်များလည်းဆွမ်းကတဲ့ပြီးတော့သူအဖိုက်ကိုအောင်မြင်တယ်မသမီကတာ9ယောက်သမီး9ယောက်ရှိတယ်အလုံး10ယောက်ရှိတယ်တနေ့မှမသမီကသူနေမကောင်းပြရတယ်သူတရားကိုနာရှင်တို့သူသမီးကိုပြောပြီးသမီးလမ်းတွေကိုတော့ပြလာခဲ့အောင်သူလမ်းလာခဲ့တာသူအင်ထဲမှာပြီးတော့သူတရားကိုဟောပေးကြတယ်သူဟောပေးကြပြီးသမီးကဒီခါนี้အချိန်မှာတဲ့သူတသမီးကိုမေးဘယ်နဲ့ပြင်ကနေတော့ကောင်းဆုံးလဲတသမီးသူတသမီးကသူစိတ်ဓာတ်နဲ့ပြင်ကနေတော့ကောင်းဆုံးဖြစ်ပါတယ်ဖြစ်တယ်စေအပြင်မသမီးကိုတာမသမီးကိုဒီတော့တယ်သူဒီတော့တဲ့အခါသူစိတ်ဓာတ်နဲ့ပြင်ကိုရောက်တဲ့သူသမီးကိုပြောထားတဲ့အပြင်ပြောထားတဲ့ပြောထားတဲ့ကုသိုလ်ကိုလုံတော်ပြီးတော့သူတသမီးကိုပြောသူငါလည်းသူစိတ်ဓာတ်နဲ့ပြင်ရောက်ရှိရင်ကုသိုလ်အမြတ်ကိုလုံတော်ပြီးတော့သူကိုတည်ဆုံးတော့တယ်